အကြီးကျောင်းတစ်ခုကပယ်ချခံရတာဟာလူသားသမိုင်းကြောင်းကိုပြောင်းလဲစေခဲ့တယ်ဆိုတာကိုရှုံးမလားဟုတ်ပါတယ်ဒါ Adolf Hitler ရဲ့အနုပညာရှင်ဖြစ်ခြင်းနဲ့အိမ်မက်ပြတ်သုံးမှုကနေဒုတိယကမ္ဘာစစ်စီကိုဘယ်လိုဦးတည်သွားခဲ့လဲဆိုတဲ့စူးစမ်းတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်1909ခုနှစ်မှာသက်18နှစ်ရွယ်ဩစတြီးယားလူမျိုး Adolf Hitler ဟာသူ့ရဲ့ပကြီးကားတွေစုဆောင်းထားတဲ့ငွေတွေနဲ့အတူဗီယင်နာမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်သူဟာ professional အနုပညာရှင်တယောက်ဖြစ်ဖို့စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်သူဟာဗီယင်နာအနုပညာအကယ်ဒမီကိုရှောက်လာတင်ခဲ့ပြီးအောင်မယ်ဆိုတာကိုစိတ်ချလက်ချယုံကြည်ထားခဲ့ပါတယ်သူကအဆောက်အုံတွေရှုခင်းတွေကိုစိတ်ချရတာကိုကြိုက်ပြီးကြော်ကြားမှုကိုစိတ်ကူးရင်ခဲ့ပါတယ်ဒါပေမဲ့အကယ်ဒမီကသူ့ရဲ့လက်ရာတွေကိုကြည့်ပြီးမရဘူးလို့ပြောခဲ့ပါတယ်သူ့ရဲ့ပကြီးကားတွေကလူတွေခံစားချက်တွေနဲ့တီထွင်ဖန်တီးမှုတွေလိုအပ်နေတယ်လို့ဆိုပါတယ်သူတို့ကမင်းဟာပကြီးအတွက်မဟုတ်ပဲဝိသုကာပညာအတွက်ရည်ချင်းရှိတယ်လို့ပြောခဲ့ကြပါတယ်နောက်နှစ်မှာသူထပ်စူးစမ်းခဲ့ပေမဲ့ထပ်ပြီးပယ်ချခံခဲ့ရပါတယ်ငွေမရှိချက်ရွံ့ပြီးစိတ်ပြတ်အားငယ်နေတဲ့ဟစ်တလာဟာအမိုးကာမဲ့ဂေဟာတွေမှာနေထိုင်ပြီးဈေးပေါ်တဲ့ရေဈေးပို့စကတ်တွေကိုရောင်းချရင်သက်ရှင်ခဲ့ရပါတယ်သူ့ရဲ့မအောင်မြင်မှုတွေအတွက်တခြားသူတွေကိုအပြစ်ပုံချလာခဲ့ပါတယ်။ထို့သဖြင့်သူ့အနေနဲ့နားမလည်နိုင်တဲ့လူနည်းစုတွေနဲ့ဖွဲ့စည်းတွေကိုပေါ့ဒီလိုနဲ့သူ့ရဲ့အလှတရားအိမ်မက်ဟာဘုံတီးမှုရဲ့အမြင်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နှစ်တွေကြာပြီးတဲ့နောက်ပထမကမ္ဘာစစ်ဖြစ်လာတဲ့အခါမှာသူဟာစစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။ဒီစစ်ပွဲနဲ့သူ့ရဲ့ခါးတီးမှုတွေဟာနောက်ပိုင်းမှာဂျာမနီကိုဦးဆောင်မဲ့သူဖြစ်ပုံဖော်ပေးခဲ့ပါတယ်။သူဟာအကြီးတွေနဲ့မဟုတ်ပဲဝါဒဖြန့်ချီမှုနဲ့ဖြတ်စည်းမှုတွေနဲ့ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။စဉ်းစားကြည့်ရင်ထူးဆန်းပါတယ်။အကြီးပါမောက္ခတယောက်သာရတယ်လို့ပြောခဲ့ရင်သမိုင်းမှာပကြီးသားတယောက်ပိုလာပြီးအာနာရှင်တယောက်ရောက်သွားခဲ့မှာဖြစ်ပါတယ်။တစ်ခါတည်းမှာမရဘူးဆိုတဲ့စကားတစ်ခုကတန်မောင်းများစွာသောသူတွေရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။